ကဲပြောပါဦးလက်ကောက်လေးရလို့မဖြစ်တယ်လက်ကောက်လေးရလို့ပို့လိုက်ပြီထမင်းစားချိန်မို့လို့ Winnie Lee is so happy မဝင်းနီ happy together forever သမီးမမေပြပြမယ်မကြအဲ့ဒီဟာကိုသမီးရွှေလေးနဲ့မမေလုပ်ပေးရမလားလုပ်ပေးရမလားလက်ပြမမေကိုအဲ့ဆိုသမီးချွတ်လိုက်တယ်လေအဲ့လေချွတ်ပြီးတော့မှမမေကဟိုနှင်းဖြစ်လိုက်မယ်လေဒါလည်းဒီလိုမျိုးအဲ့ပါရှာပြီးမှခဏလေးမဟုတ်လေသမီးဟိုခွင်းလေးနဲ့တူလောက်ရမှာလေကိုယ်ပုံလေးလုံးလုံးပဲရတယ်ဩအမလေးလေးချစ်ဖို့ကောင်းလိုက်တာစာရဲငယ်ပိုးလေးဖိုးအဲ့ဆိုလို့ရှိရင်အဲ့ဒါမမေပြောမယ်ဟိုဗာလေ crown လေးပုံစံမျိုးတက်လို့ရလားအမလေးချစ်ဖို့ကောင်းလိုက်ဘယ်လိုလုပ်တာဘိုးလေးကဘယ်လိုလုပ်တာလဲရိုက်ဘိုးလေးကိုရိုက်မလားသမီးလည်းဒီဘောလုံးလုံးပဲ Okay လိုက်ပြရေရွယ်နေဟိုနောက်ဆုံးဒါအရင်နေလိုက်ပြရေရွယ်နေမရနဲ့မဟုတ်လေပြီးပြီခဏလေးနေဦး